အားလုံးပဲမင်္ဂလာပါ Rosel Crochet YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့မှာတော့အခုတလောခစ်စားနေတဲ့အဖူဖူဒီဇိုင်းလေးပေါ့နော်အဲ့ဒီဇိုင်းလေးကိုမှ Rosel ကအိတ်ကလေးအနေနဲ့ထိုးပြထားပေးပါတယ်Rosel ဒီရဲ့အိတ်ကလေးကိုထိုးတာပေါ့နော် order ဒီလည်းအများကြီးရထားတဲ့အိတ်ကလေးပဲဖြစ်ပါတယ်ကဲအဲ့ဆိုရင် Rosel တို့ဘယ်လိုထိုးလဲဆိုတာအတူတူလေ့လာကြည့်ရအောင်နော်Make cotton 5 line ကိုအသုံးပြုတာပါမယ်Rosel ကရှီကိုဒီလိုမျိုးပေါ့နော်ရှီကိုနှစ်ပင်ပိုးပြီးထိုးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ Make cotton 10လုံးတော့ကုန်ပါတယ်50 gram 10လုံးကုန်ပါတယ်အစိုက်ကိုတော့ 5mm ပေါ့နော် 5mm ကိုအသုံးပြုထားပါမယ်ပြီးတော့ကတ်ကြီးကလေးလိုပါမယ်ရှီကိုနှစ်ပင်ပူးထိုးတယ်ဆိုတာကျတော့ဒီရဲ့ရှီလုံးနှလုံးထိတ်ကနှစ်ပင်ကိုပေါ့နော်နှစ်ပင်ကိုယူပြီးတော့ဒီလိုမျိုးပူလိုက်တော့ကျတော့5 line ဆိုတော့10 line ဖြစ်သွားမယ်ပေါ့နော်ကြာဆိုရင်0စထိုးပါမယ်ထိုးနည်းလေးကတော့အတော့လဲကိုပါတယ်0ဖွတ်မီနဲ့တိုင်ရှိပေါ့နော်အဲ့နှမျိုးဖွတ်မီရဲ့တိုင်ရှိရဲ့တိုင်တူရဲ့ချက်ကော်ရဲ့ပေါ့နော်အတော်မျိုးရရင်ကိုထိုးလို့ရပါပြီကြာဆိုရင်အရှိခံသမားကြီးပါလိုက်ထိုးလို့ရအောင်အသေးစိတ်ပြောပြပါမယ်နော်ရှီလေးကိုအရင်ဆုံးစကင်ပါမယ်နော်လက်တန်းကြား1ရက်တင်မယ်လက်ညိုလေးပေါ့1ရက်တင်မယ်တချို့ကြလည်း2ရက်တင်တယ်ပေါ့နော်ဘယ်လိုပဲတင်နေမှရပါတယ်ကြပြီးရင်ဒီရဲ့ဟာလေးပေါ့နော်ဒီရဲ့ရှီလေးကိုဒီလိုမျိုးလေးဝိုက်လိုက်တယ်ပေါ့နော်ဒီလိုမျိုးအဝိုင်းလေးပြအောင်ဝိုက်ပြီးတော့အက်ကလေးကိုဒီထဲထည့်လိုက်ပါတယ်ထည့်သွားတော့ဒီကျိုးလေးကိုပေါ့နော်ဒီရဲ့ခွင်းလေးတဲ့ကိုဆွဲလိုက်တယ်ပေါ့နော်ဆွဲပြီးတာဒါလေးကိုဆွဲလိုက်မယ်ဆွဲပြီးတာဒါ slit knot ပေါ့နော် slit knot အထုံးလေးထုံးလိုက်တာကိုပြောတာပါကဲပြီးတာလို့ရှိရင်ဖွတ်မီလေးထိုးဖို့အတွက်အပေါ်ကိုရှီတရစ်တင်မယ်တင်ပြီးတော့ရင်ဒီထဲကိုထည့်လိုက်မယ်ပေါ့နော်အပေါ်ကိုတရစ်တင်မယ်တင်ပြီးွားရင်ဒီရဲ့ပေါက်လေးတဲ့ကိုဆွဲထုတ်လိုက်တယ်ပေါ့နော်ဖွတ်မီတစ်ခါနှစ်ခါ3ခါ4ခါ5ခါ6ခါ9ခါ10ခါ9ခါ10ခါဒီလိုမျိုးလေးဖွတ်မီ30ခါပေါ့နော်30ထုတ်ခဲ့ပြီပါကဲဒီမှာဖွတ်မီလေးအခါ30ထိုးလာပြီရပေါ့နော်အခါ30ထိုးပြီးတော့ကနောက်ထပ်ဖွတ်မီ3ခုထပ်ပြီးတော့ထိုးပြရမယ်ပေါ့နော်1 2 3နောက်ထပ်ဖွတ်မီ3ခုထပ်ထိုးပြီးတော့ဖွတ်မီ30နဲ့မှ3ခါဖြစ်သွားတယ်ပေါ့နော်3ခုထိုးထားတယ်ပေါ့နော်1 2 3ပေါက်ကိုကြော်ပြီးတော့4ပေါက်မြောက်လေးပေါ့နော်4ပေါက်မြောက်လေးနားမှာတိုင်ရှည်လေးထိုးဖို့အတွက်အပေါ်တရစ်တင်လိုက်မယ်1 2 3 4ပေါက်မြောက်လေးထဲမှာအက်ကလေးကိုထိုးလိုက်မယ်ပေါ့နော်ထိုးပြီးတော့ရင်ဒီကျိုးလေးကိုလိုမျိုးလေးယူလိုက်ပါမယ်နော်ယူပြီးတော့ရင်ဒီရှီပေါ့နော်ဒီရဲ့ရှီလေးကိုအပေါ်ကိုတင်တယ်တင်ပြီးတော့ရင်ဒီရဲ့နှစ်ကျိုးပေါ့နော်နှစ်ကျိုးကိုဒီလိုမျိုးလေးလွတ်မယ်ပြီးရင်ရှီကိုထပ်ပြီးတော့အပေါ်တင်တယ်တင်ပြီးတော့ရင်နှစ်ကျိုးကိုထပ်လွတ်လိုက်မယ်ပေါ့နော်ပြန်ပြမယ်အပေါ်တရစ်တင်မယ်ပြီးရင်ဒီအပေါက်ထဲမှာပဲပေါ့နော်ရှီထပ်ထိုးပါမယ်နှစ်ရစ်တိုင်ရှီပေါ့နော်တိုင်ရှီထပ်ထိုးမယ်ဒီကျိုးလေးကိုဒီပေါက်ယူမယ်ယူပြီးတော့ရင်အကိုဒီပေါ်တင်ပြီးတော့လိုမျိုးလေးဆွဲလိုက်မယ်ဆွဲပြီးတော့ရင်ဒီပေါ်လေးကိုတင်မယ်လိုမျိုးနှစ်ရစ်ဆက်ထုတ်လိုက်မယ်နော်ဒီရဲ့4ပေါက်မြောက်ပေါ့နော်ဖွတ်မီ4ပေါက်မြောက်လေးနာမှာတိုင်ရှည်လေး2တိုင်ထိုးတယ်ပေါ့နော်2တိုင်ထိုးပြီးတော့ပြီဆိုရင်နောက်ထပ်တိုင်ရှည်လေးတွေပေါ့နော်ဒီမှာတိုင်ရှည်လေး20နဲ့မှ8တိုင်ပေါ့နော်ဇက်တိုက်ထိုးခဲ့ပေးပါတိုင်ရှည်လေး1တိုင်နော်ပြီးရင်ဒီရှေ့ပေါက်မှာ1တိုင်2တိုင်2တိုင်ပြီးရင်ဒီရှေ့ပေါက်မှာ3တိုင်ဒီပေါ်တရစ်တင်မယ်ပြီးရင်ဒီရှေ့ပေါက်မှာ4တိုင်တရစ်တင်မယ်ဒီရှေ့ပေါက်မှာ5တိုင်ပေါ့နော်20နဲ့မှ8တိုင်ပေါ့နော်20နဲ့မှ8တိုင်ရောက်တဲ့အထိထိုးခဲ့ပေးပါနော်ကဲစုစုပေါင်းတိုင်တိုလေးတိုင်ရှည်လေးပေါ့နော်28တိုင်ထိုးလာခဲ့ပေးပါတယ်
အဆုံးမှာဇရိုဖွတ်မီလေးတစ်ပေါက်ပဲပို့တယ်ပေါ့နော်ပို့နေတဲ့အပေါက်လေးထဲမှာပေါ့နော်ဇရိုတိုင်ရှည်လေး6တိုင်ထိုးမယ်ပေါ့နော်တစ်ပေါက်ထဲမှာပဲပေါ့နော်တိုင်ရှည်6တိုင်စတိုက်ထိုးပေးရပါမယ်တစ်တိုင်ပြီးရင်အပေါက်ထဲမှာပဲနောက်ထပ်2တိုင်ဘာလို့လဲဆိုဇရိုက white သွားမှာဆိုတော့လေပြီးရင်အပေါက်ထဲမှာပဲ3တိုင်တိုင်ပွားလိုက်တာပေါ့နော်ဇရိုပြီးရင်ဒီပေါက်ထဲမှာပဲ4တိုင်ဒီပေါက်ထဲမှာပဲ5တိုင်ပြီးရင်ဒီပေါက်ထဲမှာပဲ6တိုင်ဇရိုကဖွတ်မီတစ်ပေါက်ထဲမှာတိုင်ရှည်လေး6တိုင်ထိုးပေးလိုက်ပါရယ်နော်အဲ့လိုမျိုးဆိုဒီလိုမျိုးဝိုက်ဝိုက်လေးဖြစ်သွားပါတယ်ဖြစ်ပြီးတော့ရင်ဇရိုဒီရှေ့ကပေါက်တီထဲမှာဇရိုတိုင်ရှည်လေးတွေထိုးမယ်ပေါ့နော်ဇရိုဒီနာကလျက်ပေါက်လေးနာမှာပေါ့နော်ဟိုဘက်ဒီဘက်လေးကပြိုင်တူဖြစ်နေရမယ်နော်တန်တန်လေးဖြစ်နေရမယ်တတိုင်ဒီမှာတော့ဇရိုတက်တိုင်လို့တက်ပြီးတက်မှတ်ပြီးရေးလိုက်တယ်ပေါ့နော်ပြီးရင်ဒီရှေ့ပေါက်မှာလဲတိုင်ရှည်လေးတတိုင်2တိုင်ဇရိုတတိထားမှာတကူကဒီရဲ့ပိုနေတဲ့ကျိုးလေးပေါ့နော်အဲ့ဒီဟာကိုဖွက်ပေးရမယ်နော်တခါလေဒီရှေ့မှာ3တိုင်တွေ့လားကျတို့ထိုးလိုက်ရင်ဒီဟာလေးကိုဒီဘက်ဆွဲလိုက်တယ်ပေါ့နော်ဆွဲသွားရင်ကျတို့လိုမျိုးယူလိုက်တယ်2ကျိုးကိုလွတ်မယ်နောက်2ကျိုးကိုလွတ်မယ်နော်3တိုင်စုစုပေါင်းဒီဘက်မှာလဲတိုင်ရှည်လေး20နဲ့မှ8တိုင်ပေါ့နော်ထိုးခဲ့ပြီးပါဟိုဘက်ကလိုပဲပေါ့နော်ကျတို့တတိထားမှာတကူကတော့ဒီကျိုးလေးကိုထိုးရင်းနဲ့ဖွက်ဖက်ပေးထားဖို့ကိုတတိထားပေးပါနော်ကျတို့28တိုင်ရရင်ပြန်တွေ့ပါမယ်ကဲဇရိုဒီမှာတိုင်ရှည်လေးပေါ့နော်ဒီဘက်ကနေစမယ်20နဲ့မှ8တိုင်ထိုးပေးရတယ်နော်28တိုင်ထိုးပြီးရနောက်မှာဇရိုကဒီမှာပေါ့နော်ဇရိုဆက်ဆက်ရှင်မှာတစ်ပေါက်ထဲမှာတိုင်ရှည်2ခုထိုးထားတဲ့အပေါက်ကလေးရှိရပေါ့နော်အပေါက်လေးကပို့နေရမယ်နော်မပို့လို့ရှိရင်ဇရိုမှားခဲ့တာနော်အဲဆိုရင်ပြန်ရည်ပြီးတော့ပြန်ထိုးပြီးနော်20နဲ့မှ8တိုင်ရှိရမယ်အတိအကျဖြစ်ရမယ်ပေါ့နော်ပြီးရင်ဇရိုအရင်2ခုထိုးထားတဲ့အပေါက်ထဲမှာပေါ့နော်အပေါက်ထဲမှာဇရိုကတိုင်ရှည်လေးပေါ့နော်တိုင်ရှည်လေး3တိုင်စတိုက်ထိုးပေးရမယ်အဲ့တစ်ပေါက်ထဲမှာပဲပေါ့နော်တစ်တိုင်ပြီးရင်အပေါက်ထဲမှာပဲဇရိုနောက်ထပ်တစ်တိုင်2တိုင်ပြီးရင်ဒီပေါက်ထဲမှာပဲနောက်ထပ်3တိုင်ပေါ့နော်ဇရိုကဘာလို့လဲဆိုတော့ဒီဘက်မှာ2တိုင်ထိုးထားတယ်ဒီနားမှာ3တိုင်ဆိုတော့5တိုင်ပြီးတော့ဇရိုဖွတ်မီ3ခုအပိုထိုးထားတဲ့ဟာလေးကိုတိုင်ရှည်တစ်ခုလို့ယူဆလိုက်တယ်အဲ့တော့ဇရိုက6တိုင်ဖြစ်သွားရပေါ့နော်အဲ့ဒါဇရိုဖွတ်မီလေး1နဲ့3ပေါင်းမြောက်လေးနားမှာဇရိုအက်ကလေးကိုစလိုက်တယ်ပေါ့နော်စိုက်ပြီးတော့ဇရိုရှက်ကော်လေးပေါ့နော်ရှက်ကော်လေးနဲ့ join လိုက်တယ်ပေါ့နော်ဆက်လိုက်ပါတယ်ဆက်ပြီးတော့ဒါ row 1ပြီးသွားပြီနော် row 1ပြီးသွားတဲ့ချိန်မှာတော့ကျတို့ဒီလိုမျိုးလေးရမယ်ပေါ့နော် row 2ကြာရင်ကျတို့ကဖွတ်မီလေး1နဲ့3ဖွတ်မီလေး3ခါထိုးမယ်ထိုးပြီးသွားပြီဆိုလို့ရှိရင်အဲ့ရထိုးထားတဲ့အပေါက်ထဲမှာပဲနော်ဒီမှာဖွတ်မီ3ပေါက်ထဲမှာထိုးထားတဲ့ဒီရဲ့အပေါက်လေးထဲမှာပဲနော်ရှက်ကော့ဆက်ထားတဲ့အပေါက်လေးထဲမှာပဲကျတို့ကတိုင်ကြီးလေးတစ်တိုင်းထပ်ထိုးလိုက်မယ်ကဲအဲ့ဆိုတော့ဇရိုကတစ်ပေါက်မှာတိုင်ရှည်2ခုဆိုပြီးတော့ယူဆလိုက်တယ်ဖွတ်မီတောင်းကိုတိုင်ရှည်1ခုဆိုယူဆလိုက်တယ်နော်ပြီးရင်ဇရိုဒီရှေ့ပေါက်မှာလည်းဇရိုတိုင်ရှည်လေး1ခုထပ်ထိုးလိုက်မယ်နော်တိုင်ရှည်လေးအဲ့တစ်ပေါက်ထဲမှာပဲ2တိုင်စတိုက်ထိုးလိုက်မယ်ပြီးရင်ဒီပေါက်ထဲမှာပဲဇရိုတိုင်ရှည်နောက်တစ်တိုင်ထိုးတော့ဇရိုတိုင်ပွားထိုးလိုက်တာပေါ့နော်တစ်ပေါက်ရှိမှာပြီးရင်တိုင်ရှည်1နဲ့3လေးဒါကိုတိုင်ရှည်တစ်တိုင်ယူဆလိုက်တယ်နော်ပြီးရင်ဒီရှေ့ပေါက်မှာလည်းဇရိုကတိုင်ရှည်လေး2တိုင်ထိုးမယ်ပေါ့နော်တစ်တိုင်ပြီးရင်အပေါက်မှာပဲနောက်ထပ်2တိုင်နော်အဲ့ဒါဆိုဇရိုကတိုင်ပွားတစ်ခါ2ခါ3ခါပေါ့နော်တိုင်ပွား3ခါထိုးလိုက်တယ်ထိုးပြီးတော့ပြီဆိုရင်ဇရိုကဒီပွားထားတဲ့နေရာပဲပေါ့နော်ပွားထားတဲ့နေရာကိုပဲတိုင်ပွားထိုးတယ်ဒီကြံတဲ့ဟာတွေအကောင်လုံးကြတော့ဇရိုထုံးစံအတိုင်းတိုင်ရှည်လေးပဲထိုးမယ်ပေါ့နော်တိုင်ရှည်လေးတစ်တိုင်2တိုင်စုစုပေါင်း20နဲ့မှ8တိုင်ပေါ့နော်2တိုင်3တိုင်20နဲ့မှ8တိုင်ရောက်တဲ့အထိထိုးခဲ့ပြီပါနော်ဇရိုဒီဘက်ထက်ရောက်လို့ရှိရင်ပြန်တွေ့ပါမယ်နော်ကဲဇရိုဒီမှာတိုင်ရှည်လေး20နဲ့မှ8တိုင်ထိုးထားတဲ့နားမှာဇရိုဒီဘက်လေးရောက်လာပြီပေါ့နော်ဒီဘက်မှာပို့နေတာဟာဇရိုပထမတရိုးမှာတိုင်ရှည်လေး6ခုထိုးထားတဲ့ဟာလေးပဲပို့နေပဲပေါ့နော်ကဲအဲ့ဆိုရင်အဲ့ရဲ့တိုင်ရှည်6တိုင်ထိုးထားတဲ့တစ်ပေါက်ထဲမှာပဲတိုင်ပွားထားတဲ့တိုင်ရှည်လေးအကုန်လုံးကိုဇရိုကအဲ့တစ်ပေါက်စီမှာတိုင်ရှည်လေးတိုင်ပွားလေးထိုးမယ်ပေါ့နော်တိုင်ပွားဆိုတော့တစ်ပေါက်ထဲမှာပဲတိုင်ရှည်လေး2တိုင်စီထိုးတာကိုပြောတာပေါ့နော်တိုင်ရှည်လေး2တိုင်စီထိုးခဲ့ပြီးပါ
နှစ်ပြီးရင်ဒီပေါက်ထဲမှာနောက်တဲ့တိုင်ချီလေးတစ်တိုင်ထိုးမယ်တိုင်ချီတိုင်ပွားထိုးမယ်ပေါ့နော်ဒီရှေ့ပါတစ်ပေါက်ထဲမှာပဲတိုင်ချီနှစ်တိုင်စီထိုးသွားမယ်ပေါ့နော်ကဲအားဆိုရင်1 2 3 4 4တိုင်ချီသွားပြီဒီရှေ့ပေါက်မှာလည်းတိုင်ချီလေးနှစ်တိုင်ထိုးမယ်နောက်တစ်ခေါက်ထပ်ထိုးမယ်6တိုင်ရှိပြီစုစုပေါင်းဒီတက်နာမှာ12တိုင်ရှိမယ်ပေါ့နော်ပြီးရင်ဒီရှေ့ပေါက်မှာလည်းဇရိုတိုင်ပွားထိုးမယ်ဆိုတော့တစ်ပေါက်ထဲမှာပဲတိုင်ချီ2ခုအဲဆိုတော့8တိုင်ရှိပြီဒီရှေ့မှာလည်းဇရိုတိုင်ပွားထိုးမှာဆိုတော့တစ်ပေါက်ထဲမှာပဲတိုင်ချီ2ခု10တိုင်ရှိပြီဒီရှေ့ပေါက်မှာလည်းအလိုပဲပေါ့နော်တိုင်ချီလေး2တိုင်ထိုးမယ်တစ်ပေါက်ထဲမှာပဲပေါ့နော်စုစုပေါင်း12တိုင်ရှိရနော်ဒီကကွေးလေးနာမှာ12တိုင်ရှိတယ်ပြီးရင်ထုံးစံတိုင်းဒီဘက်ပို့နေတဲ့ဟာတွေကိုတော့ဇယ်တို့ကတိုင်ချီလေး20နဲ့မှ8တိုင်စီထိုးရမယ်ပေါ့နော်2တိုင်3တိုင်4တိုင်20နဲ့မှ8တိုင်စတိုင်ထိုးခဲ့ပြီပါနော်ဇယ်တို့ဟိုဘက်ဒီဘက်ထိပ်28တိုင်ပြီးရင်ပြန်တွေ့ပါမယ်နော်ကဲဇယ်တို့ဒီလိုပြလေးရမယ်ပေါ့နော်တိုင်ချီလေး28တိုင်ထိုးပြီးသွားတဲ့အချိန်မှာအတဝင်နေတို့နည်းနည်းတီးခံပြီပါနော်ဇယ်တို့ဒီဘက်ထိပ်ရောက်လာပြီပေါ့နော်ဒီဘက်ထိပ်ရောက်လာတဲ့အခါမှာဇယ်တို့ကဒီမှာတိုင်ချီလေး3တိုင်ပို့မယ်ပေါ့နော်ပို့နေတဲ့3တိုင်နာမှာဇယ်တို့ကတိုင်ပွားလေးပဲထိုးရမယ်ပေါ့နော်တိုင်ပွားလေးဆိုတော့တစ်ပေါက်စီမှာဇယ်တို့တိုင်ချီလေး2တိုင်စီပေါ့နော်ထိုးခဲ့ပေးပါဟိုဘက်ထိပ်နဲ့တူတူပဲပေါ့နော်ပြီးရင်ဆိုတော့ဒီရှေ့ပေါက်မှာလည်းတိုင်ပွားလေးထိုးမယ်အတစ်ပေါက်ထဲမှာပဲတိုင်ချီလေး2ခုထိုးရပါမယ်ပြီးရင်ဆိုတော့ဒီပေါက်မှာလည်းဆိုတော့တိုင်ချီလေး2ခုထိုးမယ်တစ်တိုင်အပေါက်ထဲမှာပဲနောက်တစ်တိုင်2တိုင်ပေါ့နော်ဒီဘက်မှာလည်းအဲ့လိုပဲပေါ့နော်ပေါင်းလိုက်လို့ရှိရင်ဒီရဲ့ဖွတ်မီရပါပေါင်းလိုက်လို့ရှိရင်12တိုင်ရှိနေရမယ်ပေါ့နော်ပြီးရင်0 1 2 3ဖွတ်မီရ3ပေါင်းမြောက်လေးနားမှာပေါ့နော်row 1ကလိုပဲရှက်ကော်လေးနဲ့ပဲပြန် join ပြီးပေါ့နော်ပြန် join ပေးလိုက်ပါရီပြီးထိုးပြီးနော်အခုလေရီတွက်ပြီးထိုးပြီးပါလာမှာ0မှန်ကန်မှာဖြစ်ပါတယ်နော်ကဲ row 3တက်ဖို့အတွက်နောက်တက်ဖွတ်မီလေး3ကတက်ရပါမယ်နော်ဖွတ်မီလေး3ကတက်ပြီးသွားပြီဆိုရင်0ဒီမှာရှက်ကော်ဆက်ထားတဲ့အပေါက်လေးထဲမှာပဲပေါ့နော်ဒီရဲ့အပေါက်လေးထဲမှာပဲ0တိုင်ရှည်လေးထပ်ထိုးပေးမှာပေါ့နော်တိုင်ပွားလေးပဲပေါ့နော်row 2ကပုံစံနိုင်မယ်ပြီးရင်ဒီရှေ့ပေါက်မှာလည်း0တိုင်ပွားလေးထိုးမယ်နော်တိုင်ပွားလေးထိုးမယ်အတစ်ပေါက်ထဲမှာပဲ0နောက်တစ်တိုင်ထိုးမယ်ပေါ့နော်ဒီဘက်တိုင်ပွားထိုးခဲ့တဲ့နေရာအကောင်လုံးတိုင်ပွားထပ်ပြန်ထိုးရပေါ့နော်အဲဆို2 4ပြီးရင်ဒီရှေ့ပေါက်မှာလည်းတိုင်ပွားထပ်ထိုးတယ်တစ်ပေါက်ထဲမှာပဲတိုင်ရှည်တစ်တိုင်ထပ်ထိုးတယ်6ပေါ့နော်6တိုင်ရှေ့မှာလည်းတိုင်ရှည်2တိုင်ထိုးမယ်တိုင်2တိုင်ဒါဆိုရင်8တိုင်ပေါ့နော်8တိုင်ဒီရှေ့ပေါက်မှာလည်းတိုင်ရှည်လေး2တိုင်ထိုးမယ်10တိုင်ပြီးရင်ဒီရှေ့ပေါက်မှာလည်း0တိုင်ရှည်လေး2တိုင်1တိုင်2တိုင်အဲဆို12တိုင်ပေါ့နော်တိုင်ပွားလေးဒီဘက်တစ်ချက်မှာ12တိုင်ရှိပါမယ်ပြီးရင်ကျန်တဲ့ဟာတွေအကုန်လုံးကြတော့0ထုံးစံတိုင်လေးပဲပေါ့နော်တိုင်ရှည်လေး28တိုင်ပြည့်တဲ့ဒီတိုးပေးပါ1တိုင်2တိုင်3တိုင်20နဲ့မှ8တိုင်ရောက်တဲ့အခါကျရင်0ပြန်ပြီးတော့တွေ့ပါမယ်နော်ဒီဘက်ဒီထိုးပေးပါကဲ0တိုင်ချီလေး28တိုင်ထိုးပြီးသွားတဲ့အချိန်မှာဒီဘက်မှာတိုင်ပွားထိုးထားတဲ့နေရာလေးပဲကြံမယ်ပေါ့နော်စုစုပေါင်းဒီဘက်မှာတိုင်ပွားလေး20နဲ့မှ4တိုင်ရှိရမယ်ပေါ့နော်0တစ်ပေါက်စီမှာတိုင်ချီလေး2တိုင်စီထိုးမယ်ပေါ့နော်1တိုင်2တိုင်နော်တစ်ပေါက်စီမှာတိုင်ချီ2တိုင်2တိုင်စီထိုးတယ်ပြီးရင်ဒီရှေ့ပေါက်မှာ2တိုင်ထိုးမယ်2တိုင်4တိုင်ပေါ့နော်ပြီးရင်ဒီထိပ်မှာလည်းတိုင်ရှိ2တိုင်စီထိုးမယ်ပေါ့နော်6တိုင်ပြီးရင်ဒီထိပ်မှာလည်း2တိုင်စီထိုးမယ်8တိုင်ပြီးရင်ဒီထိပ်မှာလည်းတိုင်ရှိ2တိုင်စီထိုးမယ်10တိုင်စုစုပေါင်းဒီထိပ်နားလေးမှာအကုန်လုံးတိုင်ချီလေး2တိုင်စီနဲ့ပေါ့နော်ဒီဘက်ဒီ
ဒီမှာတိုင်ရှည်ထိုးထားတဲ့တိုင်ပွားထိုးထားတဲ့နေရာဒီထိုးခဲ့ပေးပါနော်စုစုပေါင်းတိုင်ရှည်လေး20နှစ်မှ4တိုင်ပေါ့နော်20နှစ်မှ4တိုင်ရှိပါမယ်ကဲဇာတို့ဒီမှာဒီရဲ့နာနီစပြီးတော့ဒီဘက်ဒီပေါ့နော်20နှစ်မှ4တိုင်ရှိရပါမယ်20နှစ်မှ4တိုင်ပေါ့နော်ဒါတိုင်ပွားထိုးတဲ့နေရာအကောင်လုံးနော်ထိုးလိုက်တာပေါ့နော်တိုင်20နှစ်မှ4တိုင်ရှိပြီဆိုရင်ဒီရဲ့ကြက်နေတဲ့ပေါက်ဒီမှာဇာတို့က28တိုင်ပေါ့နော်တိုင်ရှည်လေး28တိုင်ကိုထုံးစံတိုင်းလေးပဲပေါ့နော်ဇက်တိုက်ထိုးခဲ့ပေးပါဇာတို့20နှစ်မှ8တိုင်ရောက်လို့ရှိရင်ပြန်တွေ့ပါမယ်နော်အခုက3တိုင်ထိုးလို့ပြီးသွားပါပြီဒီဘက်နော်28တိုင်ရောက်တဲ့အချိန်ညာပြန်တွေ့ပါမယ်ကဲ28တိုင်ထိုးပြီးတဲ့အခါမှာဇာတို့ဒီလိုမျိုးလေးရမှာပဲပေါ့နော်ဒီလိုရှင်နေလေးရပါမယ်ဟဲ့လာပြီဆိုရင်ဇာတို့ဒီပိုနေတဲ့တိုင်ရှည်တွေအကောင်လုံးဇာတို့ကတိုင်ရှည်လေးတပေါက်စီမှာတိုင်ရှည်လေး2တိုင်စီထိုးပြီးတော့မယ်ပေါ့နော်တိုင်ရှည်2တိုင်ပြီးရင်ဒီရှေ့ပေါက်မှာလဲဇာတို့တိုင်ရှည်လေး2တိုင်စီထိုးပြီးတော့ပါမယ်4တိုင်12တိုင်ရှိရမယ်ပေါ့နော်6တိုင်8တိုင်ပြီးရင်ဒီရဲ့နောက်ဆုံးပေါက်လေးထဲမှာ0တိုင်ရှည်လေး2တိုင်တို့မယ်10တိုင်ပြီးရင်ဒီပေါက်လေးထဲမှာနောက်ထပ်တိုင်ရှည်လေး2တိုင်12တိုင်နော်ဒီဘက်က12တိုင်နဲ့ဒီဘက်က12တိုင်ပေါင်းလို့ရှိရင်ဖွတ်မီတောင်းကို1တိုင်ယူဆိုင်နော်ပေါင်းလိုက်လို့ရှိရင်24တိုင်ပြည့်တယ်ပေါ့နော်အဲဆိုတော့ဖွတ်မီတောင်းကိုကျစ်ထားတဲ့3ပေါက်မြောက်လေးနာမှာ0ချက်ကော်လေးနဲ့ပြန်ပြီးတော့ဆက်လိုက်ပါတယ်ပေါ့နော်ချက်ကော်လေးနဲ့ဆက်ပြီးသွားရင်ဖွတ်မီလေးကို1 2 3နော်တောင်းကူထိုးပါမယ်ဒါကြတော့row 4ပေါ့နော်row 4မှာဖွင့်ပြီးတောင်းကူထိုးတယ်ပြီးသွားလို့ရှိရင်ဒီရဲ့အရှိပေါက်ပေါ့နော်အရှိတစ်ပေါက်ဒီဖွင့်ပြီးထိုးထားတဲ့ပေါက်မဟုတ်ဘူးဒီရဲ့အရှိပေါက်ပေါ့နော်အရှိပေါက်လေးနာမှာကတိုင်ရှည်လေးပေါ့နော်တိုင်ရှည်လေး4တိုင်စတိုက်ထိုးပေးရပါမယ်1တိုင်ပြီးရင်ဒီရှေ့ပေါက်မှာပဲ2တိုင်အဲ့တစ်ပေါက်ထဲမှာ4တိုင်ထိုးပြီးပေါ့နော်အဲ့ပေါက်ထဲမှာပဲ3တိုင်နော်ပြီးရင်ဒီပေါက်ထဲမှာပဲ4တိုင်နော်တိုင်ရှည်လေး4တိုင်ထိုးပြီးတော့ရင်ဒီဟာလေးကိုကျိုးလေးကိုဒီလိုမျိုးလေးဆွဲလိုက်ပြီပေါ့နော်ဆွဲပြီးတော့ဖွင့်ပြီး1 2 3ခုတက်ထားတဲ့3ပေါက်မြောက်လေးတွေကိုအက်ကလေးထည့်လိုက်ထည့်ပြီးတော့ဒီရဲ့ကျိုးလေးကိုဒီလိုမျိုးလေးဆွဲလိုက်မယ်ပေါ့နော်ချက်ကော်လေးနဲ့ဆက်လိုက်တယ်ပေါ့နော်ချက်ကော်လေးနဲ့ဆက်လိုက်တဲ့အခါမှာအဖောင်းလေးရလာတယ်ပြီးရင်ဖွင့်မီလေးတစ်ခါတက်မယ်နော်ဖွင့်မီလေးတစ်ခါထိုးလိုက်တယ်ထိုးပြီးတော့ရင်ကဒီမှာတစ်ပေါက်ကိုကြော်မယ်တစ်ပေါက်ကိုကြော်မယ်ဒုတိယပေါက်လေးနာမှာတိုင်ရှည်တိုင်ပွားထိုးမယ်ပေါ့နော်တိုင်ပွားဆိုတော့တစ်ပေါက်ထဲမှာပဲတိုင်ရှည်2ခါထိုးလိုက်တယ်ပြီးရင်တစ်ပေါက်ကြော်မယ်ဒုတိယပေါက်လေးနာမှာတိုင်ရှည်ဒီခောက်မှာတော့က9တိုင်ထိုးရမယ်ဆက်စမှာတော့ကဖွင့်မီ3ခါကို1တိုင်ယူစားလိုက်တဲ့အတွက်4တိုင်ပဲထိုးပေးခဲ့တာပါခုတစ်ခေါက်မှာတော့ဒီပေါက်လေးထဲမှာကတိုင်ရှည်လေး9တိုင်ထိုးပေးရပါမယ်3တိုင်4တိုင်5တိုင်လွယ်ကူပါတယ်เนาะအဲ့တစ်ပေါက်ထဲမှာပဲတိုင်ရှည်လေး9တိုင်ထိုးပေးရပါတယ်တိုင်ရှည်လေး9တိုင်ထိုးပြီးတော့တဲ့အခါမှာဒါလေးကိုဆွဲလိုက်တယ်ဆွဲပြီးတော့ဒီမှာဆက်စချင်းထိုးထားတဲ့ဒီရဲ့2ပေါက်မပါဘူးเนาะဒီရဲ့3ပေါက်မြောက်လေးနားမှာတိုင်ရှည်3ပေါက်မြောက်မှာအက်ကလေးထည့်ပြီးတော့ဒီကျိုးလေးကိုဒီလိုမျိုးလေးယူလိုက်တယ်ယူပြီးတော့ရင်ချက်ကော်လေးနဲ့ join တလို့အဖုလေးဖြစ်သွားပါတယ်ဖွင့်မီတစ်ခါကျစ်တယ်ဖွင့်မီတစ်ခါကျစ်ပြီးတော့ရင်တစ်ပေါက်ကျော်ဒုတိယပေါက်လေးနားမှာတိုင်ပွားလေးထိုးရမယ်ပေါ့နော်တိုင်ပွားဆိုတော့တစ်ပေါက်ထဲမှာပဲတိုင်ရှည်2တိုင်ထိုးတာကိုပြောတာပါပြီးရင်တစ်ပေါက်ကျော်တဲ့ဒုတိယပေါက်လေးနားမှာနော်တစ်ပေါက်ကျော်ဒုတိယပေါက်မှာတိုင်ရှည်ပေါ့နော်အဲ့တစ်ပေါက်ထဲမှာပဲ9တိုင်ထပ်ထိုးပေးရပါမယ်2တိုင်3တိုင်4တိုင်5တိုင်ဘာလို့လဲဆိုတော့အဖုလေးနဲ့ပဲသွားတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့အတိုင်းလေးပဲထိုးပေးရမယ်နော်9တိုင်ထိုးပြီးဆွဲမယ်ပြီးရင်ဒီပေါက်လေးက
အပ်ထည့်ပြီးတော့ဇရိုဒီကျိုးလေးကိုချက်ကော်လေးနဲ့လိုမျိုးလေးဆွဲပြီးတော့ဆက်လိုက်တယ်ဖွတ်မီလေးတစ်ခါကျစ်တယ်တပေါက်ကျော်ဒုတိယပေါက်လေးနားမှာဇရိုကတိုင်ပွားလေးထိုးမယ်ဆိုတော့တိုင်ရှည်လေးအတစ်ပေါက်ထဲမှာပဲနှစ်တိုင်းထိုးပေးရပါမယ်နော်ထိုးပြီးတော့ရင်ဇရိုဒီတပေါက်ကျော်ဒုတိယပေါက်မှာတိုင်ချီလေး9တိုင်ထိုးလိုက်ပါတယ်ပေါ့နော်9တိုင်ထိုးလိုက်မယ်ပြီးရင်တပေါက်ကျော်ဒုတိယပေါက်မှာတိုင်ပွားထိုးမယ်တပေါက်ကျော်ဒုတိယပေါက်မှာတိုင်ချီ9တိုင်ထပ်ထိုးပြီးတော့ဒီအပူလေးလောက်မယ်ပေါ့နော်တပေါက်ထပ်ထိုးပေးပါမယ်ပေါ့နော်နဲ့တော့လေးငါလွယ်ပါရဲ့နော်နော်ဒီပေါက်လေးထဲမှာဆွဲလိုက်တယ်ဖွင့်ပြီးတစ်ခါကျစ်တယ်တပေါက်ကျော်ဒုတိယပေါက်မှာတိုင်ပွားထိုးတယ်ကဲအဲ့လိုမျိုးလေးပဲပေါ့နော်ဇရိုဒီရဲ့ပတ်တန်လေးတိုင်းပဲဇရိုဒီပတ်လေကိုပေါ့နော်ဒီရဲ့ပတ်လေကိုထိုးလာခဲ့ပြီပါကဲဇရိုဒီမှာပေါ့နော်ပတ်လေကိုဒီတိုင်းထိုးလာတဲ့အခါမှာဇရိုဒီဘက်ထိတ်ကလေးပေါ့နော်ဒီဘက်ထိတ်ကလေးနားမှာဇရိုကတပေါက်ကျော်ဒုတိယပေါက်လေးနားမှာဇရိုတိုင်ရှည်လေးနှစ်တိုင်ထိုးလိုက်မယ်ပေါ့နော်တိုင်ရှည်လေးကွက်တိဖြစ်နေရမယ်ပေါ့နော်ဇရိုပတ်တန်လေးတိုင်းပဲပေါ့နော်ကွက်တိဖြစ်နေရပါမယ်ကွက်တိမဖြစ်ဘူးဆိုရင်တနေရာမှားလို့ပါနော်ဗီဒီယိုအစအနေကြည့်ပြီးပြန်တိုးပေးပါနော်အဲ့လိုဆိုရင်ပြီးရင်ဇရိုဖွင့်ပြီးတင်းနဲ့တော့3ပေါက်မြောက်လေးနားမှာပေါ့နော်ဇရိုကရှက်ကော်လေးနဲ့ဆက်လိုက်တယ်ပေါ့နော်ရှက်ကော်လေးနဲ့ဆက်လိုက်မယ်ဒီမှာဒီလိုမျိုးလေးရမယ်ပေါ့နော်ဒီလိုမျိုးလေးရပါမယ်ရလာရင်အဖုလေးရဘယ်နှဖုရဒီကနေဆိုင်မယ်2 4 6 8 10 12 14 16 18 20 22 4 26 20မှာ6ဖုရှိရမယ်နော်ကဲပြီးတော့လို့ရှိရင်ဇရိုနောက်ထပ်တိုင်တို့လေးတတာsorry ဖွင့်မီလေးတစ်ခါကျက်လိုက်တယ်ပေါ့နော်ဖွင့်မီတစ်ခါကျက်ပြီးတော့ရင်ဇရိုအဲ့ရဲ့ရှက်ကော်ထိုးထားတဲ့အပေါက်လေးထဲမှာပဲဇရိုတိုင်တူလေးပေါ့နော်တိုင်တူလေးထိုးလိုက်ပါမယ်ပြီးရင်ဇရိုဒီရှေ့ပေါက်ဒီနားမှာပေါ့နော်ဒီမှာဇရိုဒီအဖုတွေကိုဆွဲပြီးတော့ရှက်ကော်လေးနဲ့ဆက်ထားတဲ့အပေါက်လေးပေါ့နော်ဒီမှာဒါ sorry ဇရိုကဒီမှာတိုင်တူထိုးထားတဲ့အပေါက်ပေါ့နော်ဖွင့်ပြီးထိုးထားတဲ့အပေါက်လေးထဲမှာဇရိုကထိုးချလိုက်တယ်ပေါ့နော်ထိုးပြီးတော့ရင်တိုင်တူလေးဆွဲလိုက်တယ်ပြီးရင်ဒီကျိုးယူပြီးနှစ်ပေါက်တည်းထည့်မယ်ပေါ့နော်ရှေ့ပေါက်မှာလည်းအဲ့လိုပဲထည့်လိုက်တယ်ဒီကျိုးလေးကိုဆွဲမယ်နှစ်ပေါက်လုံးလွတ်လိုက်မယ်ဒီရှေ့ပေါက်မှာလည်းဆွဲမယ်လိုမျိုးယူမယ်ဒီမှာဇရိုအလုံးတစ်လုံးစီမှာတိုင်ရှည်လေးsorry တိုင်တူလေးတစ်တိုင်းနှစ်တိုင်းသုံးတိုင်းလေးတိုင်းရှိရမယ်နော်ပြီးရင်ဒီရှေ့မှာဇရိုဒီရဲ့အပေါက်လေးပေါ့နော်ဒီနားမှာရှော့ကော်လေးနဲ့ဆွဲထားတဲ့ဒီအပေါက်လေးပေါ့နော်ဒီမှာဒီလိုမျိုးလေးဖြစ်နေတယ်အဲ့အပေါက်လေးထဲမှာဇရိုတိုင်တူလေးထိုးမယ်တစ်တိုင်းပြီးရင်ဇရိုဒီမှာဖွင့်မီထိုးထားတဲ့အပေါက်လေးပေါ့နော်ဒါနော်ဒီအတီးထိတ်ကအပေါက်လေးနော်အဲ့အပေါက်လေးထဲမှာလည်းတိုင်တူလေးတစ်တိုင်းထိုးမယ်နှစ်တိုင်းပြီးရင်ဒီမှာတိုင်ရှည်နှစ်တိုင်းထိုးထားတဲ့နေရာလေးကပေါက်လေးထဲမှာတိုင်တူလေးထိုးမယ်3တိုင်းပြီးရင်ဒီရှေ့ပေါက်မှာလည်းတိုင်တူလေးတစ်တိုင်းထိုးမယ်4တိုင်းနော်ပြီးရင်ဇရိုဒီမှာရှော့ကော်ထိုးထားတဲ့ဒီမှာ4တိုင်းပြေးသွားရင်နော်ရှော့ကော်ထိုးထားတဲ့အပေါက်လေးထဲမှာတစ်တိုင်းဖွင့်ပြီးထိုးထားတဲ့အပေါက်လေးထဲမှာတိချာလေးထိုးပြီးပေါ့နော်နှစ်တိုင်းတိုင်ရှည်လေးထိုးထားတဲ့နှစ်တိုင်းညာမှာတိုင်တူတစ်တိုင်းစီ3တိုင်း4တိုင်းကဲအဲ့ဆိုရင်ဇရိုကအတီးတတီးစီမှာဇရိုကဒါဘာပဲတီးပေါ့နော်သူများနည်းနည်းတီးထိုးချက်လို့လည်းခေါ်တယ်ပေါ့နော်ဒီနားလေးမှာအတီးတန်းအတီးတစ်ခုစီမှာဇရိုကတိုင်တူလေး4တိုင်းစီရှိနေရမယ်ပေါ့နော်ကဲဇရိုကပတ်လေကိုပေါ့နော်ပတ်လေကိုတိုင်တူလေးတွေအတိုင်းလေးပဲထိုးခဲ့ပြီးပါနော်ဇရိုဒီနားလေးရရင်ပြန်တွေ့ပါမယ်ကဲဇရိုပတ်လေကိုတိုင်တူလေးတွေထိုးခဲ့ပြီးရပါနော်ဇရိုဒီအဆုံးတက်နာလေးရောက်လာပြီပေါ့နော်အဆုံးတက်နာပေါ့နော်ရောက်တဲ့အခါမှာဇရိုဒီဖူးမှာတတုံးနဲ့sorry တိုင်နှစ်တိုင်ပေါ့နော်3တိုင်4တိုင်ပေါ့နော်
တိုင်တူလေးတိုင်းထိုးပြီးသွားတဲ့အချိန်မှာ0ကဒီမှာပေါ့နော်ဒီရဲ့အသေးရဲ့ထိတ်နာလေးမှာပေါ့နော်0ဒီမှာဒါချက်ကော်နဲ့ဆက်ထားတဲ့အပေါက်လေးဒီပေါက်လေးကမဆိုင်ဘူးပေါ့နော်ဒီပေါက်လေးက0ဒီဖွတ်မီတစ်ခုတက်ထားတဲ့အပေါက်ပေါ့နော်0ဒီမှာတိုင်တူထိုးထားတဲ့အပေါက်ပေါ့နော်ဒီပေါက်လေးထဲမှာ0ဒါလေးကိုမျိုးယူလိုက်မယ်နော်ယူပြီးတော့ရင်0ဒီမှာချက်ကော်လေးနဲ့ဆက်လိုက်တယ်ပေါ့နော်ချက်ကော်လေးနဲ့ဆက်လိုက်တယ်ဆက်ပြီးတော့ရင်0ကဖွတ်မီလေး3ခါချစ်ပေးရမယ်ပေါ့နော်ဖွတ်မီလေး3ခါချစ်ပြီးတော့ရင်0ကဒီရဲ့ရှေ့ပေါက်မှာပေါ့နော်တိုင်တူထိုးထားတဲ့ပေါက်မှာမဟုတ်ဒီရဲ့ရှေ့ပေါက်လေးနာမှာ0ကတိုင်ရှည်လေးပေါ့နော်တိုင်ရှည်လေး4တိုင်ထိုးပေးရပါမယ်ပေါ့နော်2တိုင်3တိုင်ဒီလိုမျိုးလောက်လာမယ်နော်3တိုင်4တိုင်ဟောနော်အဲ့ဒီပေါက်ထဲမှာပဲ0ဒီအတီးထိုးတဲ့ရှေ့ရ row 4ပေါ့နော် row 4နဲ့ပတ်တန်တူတူပဲနော်ဒီမျိုးလေးဆွဲလိုက်မယ်ပြီးရင်ဖွတ်မီ1နဲ့3ခေါက်တက်ထားတဲ့ပေါက်လေးထဲမှာဒီမျိုးထိုးပြီးတော့0ဒါလေးကိုဒီမျိုးလေးယူလိုက်မယ်နော်ယူပြီးတော့ရင်ဖွတ်မီတစ်ခါထိုးမယ်တစ်ပေါက်ကျော်ဒုတိယပေါက်လေးနာမှာ0တိုင်ပွားလေးပေါ့နော်တိုင်ရှည်တိုင်ပွားလေးထိုးပါမယ်အဲ့ပေါက်ထဲမှာပဲ0တိုင်ရှည်လေး2ခုထိုးမယ်ပြီးရင်ဒီရဲ့တစ်ပေါက်ကျော်ဒုတိယပေါက်လေးနာမှာ0အဲ့ရဲ့တစ်ပေါက်ထဲမှာပဲတိုင်ရှည်လေး9တိုင်ပေါ့နော်9တိုင်ထိုးပေးရပါမယ်3တိုင် row 4ကပတ်တန်တိုင်းနဲ့တူတူပါပဲနော်တိုင်ရှည်လေး9တိုင်ထိုးပေးလိုက်ပါတယ်တိုင်ရှည်လေး9တိုင်ထိုးပြီးတဲ့အခါမှာ0ဒီနားလေးကပေါ့နော်ဒီမျိုးလေးပဲယူလိုက်ပါတယ်နော်ဒီမှာအတန်းလေးရာအတီးလေးအတန်းလေးရာညီနေရမယ်ပေါ့နော်ဖွတ်မီတစ်ခါချစ်တဲ့တစ်ပေါက်ကျော်ဒုတိယပေါက်လေးနာမှာ0တိုင်ရှည်လေး2တိုင်ပေါ့နော်2တိုင်ထိုးပါတယ်ပြီးရင်0ဒီတစ်ပေါက်ကျော်ဒုတိယပေါက်လေးနာမှာ0အတီးလေးထိုးဖို့အတွက်ဖွတ်မီလေးsorry တိုင်ရှည်လေး9တိုင်ပေါ့နော်တိုင်ရှည်လေး9တိုင်ထိုးပါမယ်တော့4 5နော်တိုင်ရှည်လေး9တိုင်ထိုးပြီးသွားတဲ့အခါမှာ0ဒီနားဟာလေးကိုဒီမျိုးလေးယူလိုက်တယ်ပေါ့နော်ဖွတ်မီတစ်ခါထိုးတယ်တစ်ပေါက်ကျော်ဒုတိယပေါက်မှာတိုင်ရှည်လေးထပ်ထိုးတယ်ပေါ့နော်ကဲ0အတီးလေးစုစုပေါင်း26ခုရှိရမယ်ပေါ့နော်တဒန်းနဲ့တဒန်းအတီးလေးရာညီနေမှရမယ်နော်မညီမှားလို့နော်ပတ်လဲဝတိုင်းလေးပဲထိုးခဲ့ပြီပါကဲ0ဒီမှာပတ်လဲကိုဒီမှာအလုံးလေးထပ်ပြီးတော့ထိုးလာပြီးရပေါ့နော်အလုံးလေးတွေဘာပဲအလုံးလေးတွေထိုးလာပြီးတော့ပြီဆိုရင်0ဒီရဲ့နာလေးမှာပေါ့နော်ဒီရဲ့နာလေးမှာပေါက်ကျော်ဒုတိယပေါက်လေးနာမှာ0တိုင်ရှည်လေး2တိုင်ပေါ့နော်2တိုင်ထိုးပေးရပါမယ်ပြီးရင်ဒီပေါက်ထဲမှာပဲနောက်ထပ်2တိုင်ပေါ့နော်2တိုင်ထိုးပြီးသွားပြီဆိုလို့ရှိရင်0ကဒီချက်ကော်ဆက်ထားတဲ့နေရာလေးပေါ့နော်ဒီမှာဖွင့်ပြီး1နဲ့3ခုကျစ်ထားတဲ့1နဲ့3နောက်ဆုံးပေါက်လေးထဲပေါ့နော်နောက်ဆုံးပေါက်လေးထဲမှာ0လိုမျိုးလေးထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးတော့ရင်0ဒီလိုမျိုးလေးယူလိုက်တယ်ယူပြီးတော့ရင်ဒီလိုမျိုးလေးလောက်လိုက်မယ်ပေါ့နော်လောက်ပြီးတော့ပြီဆိုရင်0နောက်ထပ်တစ်တန်းပေါ့နော်နောက်ထပ်တစ်တန်းကိုကြာတော့0တိုင်တူလေးနဲ့ပဲထိုးသွားမယ်ပေါ့နော်ဖွတ်မီလေးတစ်ခါကျင်မယ်ခါကျစ်ပြီးတော့ရင်ဆိုရင်0အရဲ့ချက်ကော်ထိုးထားတဲ့ပေါက်လေးထဲမှာပဲတိုင်တူလေးထိုးမယ်ပေါ့နော်ပြီးရင်0ဒီနားမှာလည်းတိုင်တူလေးထိုးမယ်ပြီးရင်ဒီနားမှာလည်း0တိုင်တူလေးထိုးပါမယ်အမှလည်းတိုင်တူလေးထိုးမယ်ဒီဘက်မှာလည်း0တိုင်တူလေးထိုးမယ်row 5ကပေါ့နော် row 5ကတန်းနဲ့တူတူပါပဲ row 7နဲ့ row 5နဲ့တူတူပဲပေါ့နော်တိုင်တူလေးဒီပဲပတ်လဲကိုထိုးလာခဲ့ပြီပါနော်0ဒီရဲ့ပတ်လဲကိုထိုးလာခဲ့ပြီပါနော်ဒီဘက်ထိတ်နာရရင်ပြန်တွေ့ပါမယ်0တိုင်တူလေးတွေပတ်လဲကိုထိုးလာတာဒီဘက်ထိတ်နာလေးထိရောက်ပြီပါနော်ဒီ
ဘတ်ထိတ်နာရောက်လာပြီဆိုရင်ဇက်နယ်လေးစုံဆွဲလိုက်မယ်နော်ဒီမှာတိုင်တိုလေးတွေထိုးပါမယ်ပြီးရင်ဒီနားလေးထိုးမယ်ကဲပြီးတော့လို့ရှိရင်ဒါတော့ရှက်ကော်နဲ့ဆက်ထားတဲ့ဟာလေးဆိုတော့ထိုးကြမလို့ဘောနော်ဒါဖို့မီတက်ထားတဲ့ဟာဒီမှာတိုင်တိုထိုးတဲ့နေရာလေးအနာလေးမှာဆိုလို့ရှက်ကော်လေးနဲ့ဆက်မယ်ပေါ့နော်ဆက်ပြီးတော့ရင်ဖွမီ3ခါတက်မယ်ဖွမီ3ခါတက်ပြီးရင်ဒီအသီးလေးလောက်ဖို့အတွက်ဒီနာလေးမှာ၄ခုပေါ့နော်၄ခုစတိုင်းထိုးပေးရပါမယ်အသီးအစင်းရောက်သွားပြီပေါ့နော်ကဲဆယ်မထိုးပြတော့ဘူးเนาะဒီအရှိအဆင့်နေနဲ့အတူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့မထိုးပြတော့ပါဘူးဇရိုးထိုးရင်နဲ့မှာဒီလိုမျိုးလေးအပေါ်ကိုစတိုက်တက်သွားလိမ့်မယ်ပေါ့နော်ကိုလိုရှင်နဲ့အရှိရောက်တဲ့ဒီကိုထိုးပေးပါဒီအတီးတဆင်တိုင်တိုတဒန်းအတီးတဒန်းတိုင်တိုတဒန်းနဲ့အဲ့လိုမျိုးတက်သွားပြီပါနော်ထိုးသွားပြီပါဇရိုးတိုင်တိုအဆင့်မှာဆိုလို့ရှိရင်တိုင်တိုလေး100နဲ့မှ4တိုင်ရှိရမယ်ပေါ့နော်ဒီရဲ့တိုင်တိုလေးတွေက104တိုင်ရှိမယ်နော်ဇရိုး20ခွန်အထိထိုးလာခဲ့ပြီးပါရဲ့နော်ရိုး20ခွန်ထိထိုးပြီးတဲ့ဘာပဲအလုံးလေးရ1 2 3 1 2 3 4 5 6 9 10 11 12ဘာပဲအလုံးအတန်းကတော့12တန်းပေါ့နော်တကယ်လို့ကိုကအထက်အရှိလို့ရှင်နေဆိုရင်ပို့ထိုးပေးလို့ရရနော်ဇရိုးကဒီထိတ်ဆုံးမှာတော့တိုင်တိုလေးနဲ့ပဲအဆုံးသတ်မယ်ပေါ့နော်တိုင်တိုတစ်ခါဘာပဲအတန်းတစ်ခါပေါ့နော်အဲ့လိုမျိုးထိုးခဲ့ပေးပါနောက်ဆုံးမှာတော့ဇရိုးတိုင်တိုလေးထိုးပြီးတော့ရှက်ကော်လေးနဲ့ပိတ်လိုက်ပါမယ်နော်ရှက်ကော်လေးနဲ့ပိတ်ပြီးသွားလို့ရှိရင်ဇရိုးဖွမီလေးတစ်ခါလောက်ကျစ်လိုက်ပါမယ်နော်ကဲအရင်ဆုံးဇရိုးရှက်ကော်လေးနဲ့ပိတ်လိုက်ပါပိတ်ပြီးသွားရင်ဖွမီလေးတစ်ခါကျစ်ပေးပါမယ်ကျစ်ပြီးသွားရင်ဇရိုးကတ်ကြီးလေးနဲ့ဖြတ်လိုက်ပါကတ်ကြီးလေးနဲ့ဖြတ်လိုက်ပါမယ်နော်ကဲပါစေတော့ကျိုးတစ်ဖက်ကိုတက်ပြီးွားရေးတစ်ဖက်ရှောင်းတက်ပြမယ်နော်ဆိုတော့ဒီမှာဒီရဲ့ဟာလေးညင်ညာလေးခောက်လိုက်တယ်ပေါ့နော်ခောက်ပြီးတော့ရင်1နဲ့3ဖူးမြောက်ကအလေး3ဖူးကိုကြော်ပြီးတော့4ဖူးမြောက်ပါပေါ့နော်4ဖူးမြောက်နာမှာဇရိုကထိုးပါမယ်နော်ဒါလေးကိုမှတ်ထားလိုက်မယ်ဒီမှာ1နဲ့3ဖူး4ဖူးမြောက်ပေါ့နော်ဒီမှာ4ဖူးမြောက်လေးကဒီရဲ့နာလေးမှာပေါ့နော်ဒီမှာ၄ဖူးမြောက်ရဲ့ဇရိုကဒီနားမှာပေါ့နော်အတီးတရမှာဒီရဲ့ပေါ့နော်ဖွမီဒီလာပေါ့နော်ဒီမှာဒီဘက်မှာဆိုရင်1နဲ့3 4အဖိုးကဒီဘက်ဒီပေါ့နော်1နဲ့ဒီနာဒီချားထဲမှာဒီမှာတိုင်တိုလေး1တိုင်2တိုင်3တိုင်ရှိရပေါ့နော်3တိုင်ရှိရမှာဇရိုကဒီရဲ့အလဲတိုင်လေးနားမှာအကလေးဆက်လိုက်ပါတယ်အကလေးစိုက်ပြီးသွားပြီဆိုရင်ဇရိုဒီရဲ့ပေါ့နော်ဒီရဲ့ရှီကိုဒီလိုမျိုးလေးယူလိုက်ပါမယ်နော်ယူလိုက်မယ်ယူပြီးတော့ရင်ဒီရှီလေးကိုဒီဘက်ကိုပို့လိုက်ပါမယ်နော်ဘက်ကိုပို့လိုက်တယ်ပို့ပြီးတော့ရင်0ဖွမီလေး3ခါကျင်မယ်ပေါ့နော်1 2 3ဖွမီလေး3ခါကျစ်ပြီးတဲ့အချိန်မှာ0ကဒီရဲ့ဖွမီစစတက်ထားတဲ့အပေါက်လေးထဲမှာပဲ0တိုင်ချီလေးတစ်တိုင်ထိုးပေးမယ်ပေါ့နော်တိုင်ချီလေးထိုးလိုက်တယ်နော်ထိုးပြီးသွားပြီဆိုလို့ရှိရင်0ဒီဘက်ပေါ့နော်ဒီဘက်တစ်ပေါက်ကျော်ဒုတိယပေါက်ပေါ့နော်တစ်ပေါက်ကျော်ဒုတိယပေါက်လီနာမှာ0ကတိုင်ချီ9တိုင်ပေါ့နော်တိုင်ချီ9တိုင်အတီးပတ်တန်အတိုင်းလေးပဲပေါ့နော်တိုင်ချီ9တိုင်ထိုးပေးရပါမယ်ဒီနေ့3 4 5တိုင်ချီ9တိုင်ထိုးပြီးသွားပြီပေါ့နော်တိုင်ချီ9တိုင်ထိုးပြီးသွားတဲ့အခါမှာကျတော့0ကဒီရဲ့ပေါ့နော်ဒီရဲ့ဒီပေါက်လေးထဲမှာ0ဒီမှာပေါ့နော်နက်တီထိုးချက်လေးတိုင်း0ဒီတိုင်းဆွဲလိုက်တယ်ပေါ့နော်ဆွဲပြီးတော့ရင်ဖုတ်မီလေးတစ်ခါကျစ်တယ်ကျစ်ပြီးတော့0ကတစ်ပေါက်ကျော်ဒုတိယပေါက်ပေါ့နော်တစ်ပေါက်ကျော်ဒုတိယပေါက်လေးနာမှာဒီကျိုးလေးတစ်ခါလည်းဖွဲ့ပြီနော်ဒုတိယပေါက်လေးနာမှာတိုင်ချီလေး2တိုင်ပေါ့နော်အတီးအတန်းလိုပဲပေါ့နော်တိုင်ချီလေး2တိုင်ထိုးပြရပါမယ်အပေါက်ထဲမှာပဲ0နောက်တဲ့တိုင်ချီလေး1တိုင်ထိုးပြပါတယ်နော်ကဲအဲ့ဆိုရင်0ဒီလိုမျိုးလေးရမှာပေါ့နော်ရလာပြီးတော့ရင် row 2တက်ဖို့အတွက်ဖုတ်မီလေးတစ်ခါထိုးရပေါ့နော်ထိုးဖို့ရင်0ဒီဘက်ကလေးကိုပေါ့နော်ဒီဘက်ကလေးကိုလှည့်ပေးလိုက်ပါလှည့်လိုက်တဲ့အခါမှာလှည့်ပြီးသွားပြီဆိုရင်0ဘောနော်လှည့်လိုက်တယ်လှည့်ပြီးသွားတဲ့အခါမှာ0ဒီရဲ့ဒီအပေါက်ပေါ့နော်ဆက်စထိုးထားတဲ့ဒီပေါက်လေးထဲမှာပဲ0ဒီမှာအတိုင်တိုလေးတစ်တိုင်ထိုးမယ်
တိုင်းပြီးရင်0ဒီအရှိပေါက်မှာ2တိုင်းနော်ပြီးရင်0ကဒီနားလေးမှာပေါ့နော်ဒီနားမှာချက်ကော်လီနဲ့ပိတ်ထားတဲ့အပေါက်ကလေးရှိရပေါ့နော်ဒီချက်ကော်လီနဲ့ပိတ်ထားတဲ့ဒီပေါက်လေးနားမှာ0တတိုင်းပဲယူလိုက်တယ်ပေါ့နော်စုစုပေါင်းတိုင်တို9တိုင်းထိုးရမှာဖြစ်တဲ့အတွက်ပြီးရင်ဒီရှေ့ပေါက်လေးနားမှာ0တိုင်တိုလေးတတိုင်းပေါ့နော်တိုင်တိုလေးတတိုင်းထိုးမယ်ပြီးရင်ဖွတ်မီ3ခုတက်ထားတဲ့အပေါက်ကလေးပေါ့နော်ဒီအပေါက်လေးနားမှာ0ကဒီလိုမျိုးလေးထိုးလိုက်တယ်ပေါ့နော်ထိုးလိုက်တယ်ထိုးပြီးတော့ရင်နာမှာတိုင်တိုလေးတစ်တိုင်းပေါ့နော်ထိုးပြီးတော့ရင်ဖွတ်မီလေး1 2 3ခါထိုးပြီးတော့ဒီဘက်ကလေးကိုလှည့်လိုက်တယ်ပေါ့နော်ဒီဘက်ကလေးကိုလှည့်လိုက်တဲ့အခါမှာပြီးရင်0ကဒီအပေါက်လေးထဲမှာပဲနော်ဒီအပေါက်လေးထဲမှာအိုပဲ0ကတိုင်ရှည်လေးတစ်တိုင်းထပ်ထိုးပေးရပါမယ်အဲ့ကိုစဒီဘက်လေးနဲ့လှည့်လာနော်တိုင်ရှည်လေးတစ်တိုင်းထိုးမယ်ထိုးပြီးတော့ရင်0တပေါက်ကျော်ဒုတိယပေါက်လေးပေါ့နော်0ဒီပေါက်ကိုကြော်မယ်တပေါက်ကျော်ဒုတိယပေါက်လေးနာမှာ0တိုင်ချီလေး9တိုင်ပေါ့နော်စတိုက်ထိုးပါမယ်နော်ရူ1အတိုင်လေးပဲတိုင်ချီ9တိုင်စတိုက်ထိုးပေးပါမယ်2တိုင်3 4 5နော်တိုင်ချီလေး9တိုင်ထိုးပြီးသွားတဲ့အခါမှာ0နည်းနည်းတီးထိုးချက်တိုင်ဒီဘက်လေးကိုလိုမျိုးလေးဆွဲလိုက်မယ်ပေါ့နော်ဖွတ်မီလေးတစ်ခါထိုးမယ်ထိုးပြီးသွားပြီဆိုလို့ချင်း0ကဒီရဲ့တစ်ပေါက်ကိုကြော်မယ်ပေါ့နော်တစ်ပေါက်ကြော်ဒုတိယပေါက်လေးနာမှာဒီလိုပေါ့နော်အပေါက်လေးထဲမှာ0တိုင်ချီလေး2တိုင်စတိုက်ထိုးပေးမယ်နော်တစ်တိုင်ပြီးရင်အပေါက်ထဲမှာပဲတိုင်ချီလေးနောက်တစ်တိုင်ထပ်ထိုးပါမယ်နော်ပြီးရင်1 2 3 row 3ပြီးရင် row 4 double double မီတစ်ခါကျစ်မယ်ပြီးရင်ဒီဘက်ကလေးကိုလှည့်လိုက်မယ်ပေါ့နော်လှည့်လိုက်တယ်လှည့်ပြီးတော့ရင်0ဒီစစထိုးထားတဲ့ဒီပေါက်လေးထဲမှာပဲတိုင်တိုလေးထိုးလိုက်တယ်ထိုးပြီးတော့ရင်0ဒီရှေ့ပေါက်မှာလည်းတိုင်တို2တိုင်ပြီးရင်0ဒီမှာဒီအပေါက်ပေါ့နော်ဒီနာဒီချက်ကော်ထိုးထားတဲ့ဒီအပေါက်လေးထဲမှာတိုင်3တိုင်ပြီးရင်ဒီနာအပေါက်လေးပေါ့နော်4တိုင်ပြီးရင်ဖွင့်ပြီး1 2 3ခုတက်ထားတဲ့ဒီပေါက်လေးပေါ့နော်ဒီပေါက်လေးနာမှာတိုင်တိုလေးတစ်တိုင်းတက်မယ်9တိုင်နော်9တိုင်ပြီးရင်ဖွင့်ပြီးလေး3ခါချစ်မယ်ချစ်ပြီးသွားရင်ဒီဘက်ကလေးကိုလဲလိုက်မယ်နော်ဖွင့်ပြီးလေး3ခါတက်ပြီးသွားတော့0ဒီပေါက်လေးထဲမှာပဲတိုင်ရှိလေးထိုးတယ်ထိုးပြီးတော့ရင်တစ်ပေါက်ကျော်ဒုတိယပေါက်လေးနာမှာတိုင်ရှိလေး9တိုင်ထိုးပေးမယ်နော်9တိုင်ထိုးပေးရပါမယ်9တိုင်ထိုးခဲ့ပြီပါနော်မှာတိုင်ချီလေး9တိုင်ထိုးပြီးတော့ပြီဆိုရင်0ကဒီပေါက်ဒီထဲကနေလိုမျိုးလေးနဲ့ဒီထိုးချက်တိုင်ထိုးမယ်ဖွင့်ပြီးတစ်ခါချစ်မယ်တစ်ပေါက်ကျော်ဒီရဲ့နောက်ဆုံးပေါက်ဒီပေါ့နော်အဲပေါက်လေးထဲမှာ0စတို့တိုင်ထိုးစထိုးထားတဲ့ပေါက်လေးထဲမှာတိုင်ချီလေး2တိုင်ထိုးမယ်ပြီးရင်နောက်တစ်တန်းကတိုင်တိုတစ်တန်းပေါ့နော်ကဲအဲ့လိုမျိုးလေးပဲထိုးခဲ့ပြီပါနော်ဒီရဲ့အဖုလေးတွေ20နဲ့မှ6ခုရတဲ့ဒီထိုး0ဒီမှာထိုးလာတာအလုံးလေး2 4 6 80 12 14 16 18 20 22 26လုံးပါနော်26လုံးရပြီဆိုရင်0ကဒီမှာပေါ့နော်နောက်တစ်ဆင့်မှာ0ကတိုင်တိုမထိုးပေါ့နော်ဘာလို့လဲဆိုဒီမှာတိုင်တိုထိုးထားတဲ့အတွက်ကြောင့်မို့0ဒီအတီးတန်းမှာပဲအဆုံးတက်ပါမယ်နော်ခဲ့ပြီးတော့ရင်0ကဖွင့်မီလေးတစ်ခါထိုးလိုက်တယ်ပေါ့နော်ထိုးပြီးတော့ကျိုးလေးကိုရှည်ရှည်လေးဖြတ်လိုက်ပေါ့နော်ဖြတ်ပြီးတော့0တရားလေးကိုဒီလိုမျိုးလေးဆွဲထုတ်လိုက်မယ်ပေါ့နော်ဘာနည်းနည်းရှည်ရှည်လေးဖြတ်ပြီးတော့နော်ဘာလို့လဲဆို0ဒီနားမှာဆက်ရမှာမို့လို့ပါခဲ့ပြီးတော့ရင်0ဒီကျိုးခါပေါ့နော်ဒီရဲ့ဆက်ဖို့အတွက်ဒီအပေါက်လေးတွေကိုထည့်လိုက်ပါမယ်နော်ထည့်ပြီးတော့ရင်0ကဒီမှာ1 2 3 4တန်းနားလေးမှာ0တက်ထားတာဖြစ်တဲ့အတွက်ဒီဘက်နားလေးကိုလည်းအဲ့လိုပဲပေါ့နော်ဒီဘက်မှာ1 2 3ခုပြီးတော့ဒီရဲ့4ပေါက်နားလေးပေါ့နော်ကျုံးမလိန်တော့နော်0တတိထားမယ်နော်ဒီပါပေါ့နော်ဒီရဲ့4ပေါက်မြောက်လေးနားမှာ0စပြီးတော့တက်ရပါမယ်ပေါ့နော်ဆက်တက်ဖို့တောက်စားဒီမျိုးလေးပြခိုင်းမယ်ပေါ့နော်နောက်ပြီးတော့ရင်0ဒီမှာဒီရဲ့4ပေါက်မြောက်ကပေါ့နော်4ပေါက်မြောက်ကနော်ဒီဘက်ကိုလဲလိုက်တယ်1 2 3 4ကြာရတာပေါ့အဆင်ပြေအောင်လို့ပါ3လေးပြီးရင်ဒီနားပေါက်လေးပေါ့နော်0ဒီဘက်မှာနားမှာပေါ့နော်ဒီပေါက်2ပေါက်ပြီးရင်နားလေးရပေါက်လေး
နာမှာစပြီးတော့အကလေးကိုထိုးလိုက်တယ်နော်ထိုးလိုက်ပါလေထိုးပြီးတော့ရင်ဒီအပေါက်မှာပေါ့နော်ထပ်ပြီးတော့ထပ်ပြီးတော့နည်းနည်းလေးဆက်လိုက်မယ်နော်ဆက်ပြီးတော့ရင်ဒီရှိပါမှာဒီရှိပါပြီးဆက်တယ်ပေါ့နော်ရှိပါလေးဆက်မယ်နောက်ပြီးဒီအပေါက်နဲ့ဒီရှိရခုဒီလေးကိုဆက်မယ်ဆက်ပြီးတော့ရင်ဒီနာမှာချက်ကောဆက်ထားရအောင်လေဒီနာကဆက်ပါမယ်ဒီနာကတန်းနဲ့ဒီရှိရဒီကိုဆက်ပါမယ်ဒီမှာဖုန်ကြီးတောင်းချက်ထားရပါလိမ့်မယ်ပါလိမ့်မယ်ရှိရပါလိမ့်မယ်လို့ဆက်ပါဒီမှာနည်းနည်းရမယ်ပေါ့နော်ရပြီးတော့ဆိုရင်ဇာတို့ကဒီကျိုးလေးကိုဖတ်မယ်ပေါ့နော်ဒီနာမှာဇာတို့နှစ်ချက်တော့လိုက်ပေါ့နော်ပို့ပြီးတော့ဖိုင်ရမရှိတော့အောင်နှစ်ချက်တော့ပြလိုက်ပါတော့ပြီးတော့ရင်ဇာတို့ဒီဘက်ပြီးပေါ့နော်ဒီဘက်အနောက်ဘက်ကလေးပေါ့နော်အနောက်ဘက်လေးနာမှာကျိုးလေးကိုဖတ်ပြလိုက်ပါမယ်ဒီတော့ဆောက်ကိုကျိုးလေးကိုဖတ်ပြလိုက်ပါကျိုးလေးဖတ်ပြမယ်ပေါ်လေးဒီပါနော်ခိုင်နေဒီကိုဖတ်ပြခဲ့ပါဇာတို့ပြကြလို့ရှိရင်ဆုံးပြကြလို့ရှိရင်ပြန်ပြီးတော့တိုင်းနော်တိုင်းဇာတို့ဒီမှာတက်ကြည့်နေချင်အောင်နော် ကဲအခုဆိုရင်0ထိုးလို့ပြီးသွားပါပြီเนาะ0နောက်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ပါမယ်เนาะအားလုံးပဲတတ